တယောက်တည်းနေတတ်အောင်ပဲကြိုးစားလူတယောက်မှာတကူတည်းဖြတ်တန်းရတဲ့အထီးကျန်စရာကာလဆိုတာရှိကိုရှိတယ်အိမ်အောင်ရှိလို့ပဲဖြစ်ဖြစ်ချစ်သူရည်စားရထားလို့ပဲဖြစ်ဖြစ်အရှံရံများတဲ့သူပဲဖြစ်ဖြစ်တကူတည်းသမားပဲဖြစ်ဖြစ်တယောက်တည်းနေတတ်အောင်ပဲကြိုးစားပါချစ်သူရည်စားဆိုတာစိတ်သဘောထားတွေမတိုက်ဆိုင်တော့ရင်အယူအဆတွေမကိုက်ညီတော့ရင်လမ်းခွဲရတတ်သေးတယ်စိတ်မရှာရပါဘူးအိမ်အောင်တယ်ဆိုတာနားလည်ကြည်ယူမှုတွေဘယ်လောက်ပဲရှိရှိရှင်ကွဲတည်ခွဲဆိုတာရှိတဲ့အတွက်စိတ်မရှာရပါဘူးငွေရေးကြေးရေးအခက်အခဲတွေရှိရင်စားဖို့နေရေးမပြေရင်တယောက်တနေရာစီခွဲနေရအောင်ပါပဲမကြမ်းမာတော့တဲ့အခါတယောက်တည်းပဲခံစားရအောင်ပါအချိန်တန်ရင်သိချင်းတရားကိုလည်းတယောက်တည်းရင်ဆိုင်ရအောင်ပါတယောက်တည်းနေတတ်အောင်မကြိုးစားတဲ့သူတန်ရုံးစင်ကြီးတတ်တဲ့သူတွေ့တာတတ်တဲ့သူတွေဟာတယောက်တည်းဖြတ်တန်းရတဲ့နေဆွဲတွေမှာပိုပြီးအထီးနာကြတယ်ပိုပြီးအထီးကျန်ရတယ်ပျော်ခဲ့မှုတဲ့အတိတ်တွေကိုအနာပြန်ဆွပြီးစိတ်ထိခိုက်ကြရတယ်တယောက်တည်းနေတတ်အောင်နေရမယ်ဆိုတာတကူကောင်းဆန်ဖို့တိုက်တွန်းမှုမဟုတ်ဘူးကိုယ်နဲ့ပတ်သက်မှုမကင်းတဲ့သူတွေအပေါ်မှာမေတ္တာစိတ်နဲ့လှုပ်တင်တာပြီးလှုပ်ပေးရမယ်သူတို့အပေါ်ကောင်းအောင်ကြိုးစားနေထိုင်ပေးရမယ်တန်ရုံးစင်စိတ်နဲ့ညှိကပ်နေမယ်အစားမေတ္တာစိတ်ကိုထားတာကတော့ကလည်းတွေ့တာလုံးရင်စိတ်ဒုက္ခများမယ်မျောလင့်လုံးရင်နာကျင်ရတတ်တယ်ဘလို့ရှိနေမျိုးမှပဲဖြစ်ဖြစ်လောကတန်ဝန်ဝတ္တရားတွေမပြတ်တော့ပဲတယောက်တည်းနေတတ်အောင်ပဲကြိုးစားပါ